ဒီနေ့မှာတော့ထမင်းမိန်စီတယ်စူပုတ်ရွက်နဲ့ကြက်ဥကြော်မယ်စူပုတ်ရွက်ပြုတ်မယ်ပြီးတော့အချင်းဟင်းနဲ့ငပိတောင်းလေးကိုလောက်သွားမှဖြစ်တယ်ပေါ့နော်အားဆိုရင်ကြည့်လိုက်ရအောင်အရင်ဥဆုံးမိုးကဒီစူပုတ်ရွက်အရွက်နည်းနည်းရင်ကျန်းတာရတယ်ပေါ့နော်အဲ့လိုမျိုးအရွက်တွေကိုမိုးကဒီစလုံးထဲမှာရွှေပြီးတော့ထည့်ထားလိုက်တယ်ပေါ့နော်ကြက်ဥနဲ့ကြော်မှဖြစ်ပါတယ်ပုံမှန်ဆိုလို့ရှိရင်တော့မိုးကဒီမှာဒီကြက်ဥနဲ့စူပုတ်ရွက်ကိုမှွေပြီးတော့ကြော်တယ်ပေါ့နော်ဒီမှာတော့မိုးကစူပုတ်ရွက်ကိုတက်တက်ကြက်ဥကိုနောက်မှထည့်ပြီးကြော်တာလေးဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဆိုရင်မိုးကစူပုတ်ရွက်တင်ပြီးသွားပြီဆိုရင်တော့ကြက်ဥနှလုံးကိုဖောက်ထည့်လိုက်တယ်ပေါ့နော်ကြက်ဥနှလုံးဖောက်ထည့်ပြီးတော့အရသာအချိုမှုန့်နဲ့စားအနှဲငယ်ထည့်ပြီးတော့သူ့ကိုခောက်ထားလိုက်တယ်ပေါ့နော်ပုံမှန်ဆိုရင်တော့မိုးကတော့နှစ်မျိုးလုံးကိုရောပြီးတော့မှတစ်ခါတည်းကြော်တာပေါ့နော်ဒီမှာတော့မိုးကနည်းနည်းလေးဘယ်လိုဖြစ်မလဲဆိုပြီးတော့ကြော်ကြည့်လိုက်တာပါကြက်ဥတွေခောက်ပြီးသွားပြီဆိုရင်တော့မိုးကစီတဲထားတယ်စီပွက်ဆူလာပြီဆိုရင်တော့အရင်ဦးဆုံးဒီစူပုတ်ရွက်တွေကိုပေါ့နော်နည်းနည်းစီပြီးပေးလိုက်တယ်ပြီးခံမှမိုးကနေပြီးတော့ဆွမ်းနာခောက်ထားတဲ့ကြက်ဥကိုထည့်ပြီးတော့ကြော်လိုက်တာပေါ့နော်အဲ့လိုမျိုးကြော်လိုက်တော့ကြတော့စူပုတ်ရွက်လေးတွေကအပေါ်မှာတက်တက်လေးဖြစ်သွားတယ်ကြက်ဥနဲ့မရောဘဲနဲ့ဖြစ်သွားတယ်ပေါ့နော်ဒါကတော့ကြော်ပြီးသွားပြီဆိုတော့စူပုတ်ရွက်ကိုရင်တွေအိုးပြုတ်ပါတယ်နော်စူပုတ်ရွက်လေးနဲ့ငပိတောင်လေးနဲ့တို့မှဖြစ်တဲ့အတွက်ပေါ့နော်မိုးကတော့စူပုတ်ရွက်ကြော်စူပုတ်ရွက်ပြုတ်ပါတယ်ပြီးတဲ့အခါအရှင်ဟင်းစချက်ဖို့ဆိုလို့ရှိရင်တော့မိုးတို့ကရေအရင်ဦးဆုံးနည်းနည်းတည်ပြီးတာနဲ့ငပိထည့်မယ်ပြီးရင်ကြက်သွန်ဒီတစ်လုံးပပလိထားတာထည့်မယ်နောက်ပြီးတဲ့အခါကျတော့ငရုတ်သီးစိမ့်ထည့်မယ်နောက်ပြီးရင်စီလေးအနှဲငယ်လေးမိုးကထည့်ခဲ့တယ်ပေါ့နော်သူတို့ပွက်ဆူလာပြီဆိုလို့ရှိရင်မိုးကနေပြီးတော့ဒီမှာတေးတေးချာချာလေးမှုွေသွားပြီးတဲ့အခါကျလို့ရှိရင်ပေါ့နော်ချမောင်ရွက်လေးလည်းထည့်လိုက်မယ်ပေါ့နော်အဲ့ဒီအခါကျလို့ရှိရင်အရသာအနေနဲ့စားနဲ့အချိုမဟုတ်ပါနည်းနည်းစီထည့်ခဲ့တယ်ပေါ့နော်ဒီချမောင်ရွက်တွေကကြတော့မူကဒီလိုမျိုးကြိုပြီးတော့တင်ထားတာဖြစ်တဲ့အတွက်ပေါ့နော်အထားလဲခံတယ်ပဲချိန်ချက်ချက်အစင်နဲ့ပြည်တယ်ပေါ့နော်အရင်ဒီလိုမျိုးချမောင်ရွက်တွေကိုကြိုပြီးထည့်ထားဆိုပို့ပြီးကောင်းတာပေါ့နော်ချမောင်ခင်းတစ်ခွက်ရပြီဆိုရင်တော့ဒါကတော့ငပိတုပ်ဖို့အတွက်ပေါ့နော်ကျက်သွန်ဒီလေးလုံးကိုမိုးကပပလိထားတယ်အဲ့ဒီနောက်မှာတော့မြုပ်သီးစိမ့်ကိုလည်းပပလေးညှက်ထားပေးလိုက်ပါတယ်နော်မြို့သီးစိမ့်ညှက်ထားပြီးပြီဆိုလို့ရှိရင်တော့မိုးကနေပြီးတော့ဒီမှာငပိထောင်းထားတာပေါ့နော်ဒါမိုးရဲ့ရောက်ခမနေပြီးတော့ထောင်းပေးထားတဲ့ငပိဘူးဖြစ်ပါတယ်အဲ့ဒီငပိထောင်းကိုအစင်တဲ့မိုးကထည့်လိုက်ရုံပဲပေါ့နော်အဲ့လိုထည့်ပြီးပြီဆိုတာနဲ့မိုးကနောက်ထပ်တမယာရည်လေးဖြန်းပေးလိုက်တယ်ပေါ့နော်တခြားအရသာအနေနဲ့ဘာမှထည့်ဆံမလို့တော့ပေါ့နော်ဒီငပိထောင်းမှာအကုန်ပါပြီးသားဖြစ်တဲ့အတွက်မိုးကအပေါ်ကနေပြီးတော့တမယာရည်လေးဖြန့်ပြီးတော့သူတို့အားလုံးကိုနှံ့သွားအောင်မှွေလိုက်ပြီဆိုလို့ရှိရင်တော့ဒီငပိတုပ်လေးရပါပြီเนาะအဲ့ဒီအခါကျတော့ထမင်းကတော့အရန်စားမိနဲ့ချင်မောင်ဟင်းရဲ့ငပိတုပ်ရဲ့စူပုတ်ရွက်နဲ့ကြက်ဥကြော်တယ်နောက်ပြီးတော့စူပုတ်ရွက်ပြုတ်တိုးလေးနဲ့ဆိုတော့ထမင်းနှစ်ပကံကုန်သွားပါတယ်ရှင်ကဲအခုလိုကြည်ပြီးတဲ့အတွက်အားလုံးကိုတယောက်ရှင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်เนาะကိုယ့်ရဲ့အိမ်မှာလွယ်လွယ်ကူကူပေါ့နော်ထမင်းမိတ်စေတယ်အသားငါးတွေမှမဟုတ်ဘဲနဲ့ပေါ့နော်ဒီလိုမျိုးတောဟင်းလေးတွေလည်းချက်ပြီးတော့ထမင်းစားလို့ကောင်းပါတယ်နော်ကဲဒီလိုမျိုးချက်စားဖို့ကြိုက်တဲ့သူတွေဆိုရင်တော့ like လုပ်ကြည့်ပါနော်အရန်ကိုမှစားကောင်းပါတယ်